ဒီနေ့ English Grammar Unit 54ကိုအတူတူလေ့လာကြရအောင်။ဒါပေမဲ့ဒီတစ်ခါတော့ဒါမှရှင်းလင်းချက်မျိုးမဟုတ်ပဲအချစ်ပုံပြင်လေးတစ်ပုဒ်နဲ့အတူသင်ယူသွားမှာပါ။ဆုံးဖြတ်ချက်တစ်ခုကလူတစ်ယောက်ရဲ့ဘဝကိုဘယ်လောက်တောင်ပြောင်းလဲသွားစေနိုင်လဲဆိုတာကို Grammar နဲ့ယင်ပြီးလေ့လာကြည့်ကြရအောင်။ ကဲဇလန်လေးကဒီလိုဆက်ပါတယ်ရန်ကုန်မြို့လေကတိတ်ဆိတ်ငြိမ်သက်တဲ့စာကြီးတိုက်လေးတစ်ခုတည်းမှာပေါ့ပေရင်ပေါက်ကနေနေချီနွေနွေလေးတွေဖျားကျနေတယ်အဲ့ဒီနေရာလေးမှာပဲကျွန်တော်တို့ရဲ့ဇလန်လေးကအစပြုခဲ့လာပါဇလန်ရဲ့အဓိကစက်ကောင်ကတော့ main လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ပေါ့ ပထမဆုံးအခန်းကတော့မထင်မှတ်ပေတွေ့ဆုံချိန်မှာဒီမှာပဲကျွန်တော်တို့ရဲ့ဇက်ကောင်နဲ့ရောက်သူ့ရဲ့လမ်းကြောင်းတွေစပြီးတော့စုံတဲ့အခိုက်အတန့်လေးကိုမြင်တွေ့ရမှာပါ အခုကြည့်လိုက်ရင်မင်းတစ်ယောက်စာကြီးတိုက်စားပွဲမှာစားဖတ်နေတယ်လို့ဟန်ဆောင်နေတာကိုတွေ့ရမှာပါဒါပေမဲ့တကယ်တော့သူ့မျက်လုံးတွေကတစ်ဖက်ခတ်မှရှိတဲ့ချီတာဆိုတဲ့ကောင်လေးစီရောက်နေတာပေါ့အင်္ဂလိပ်လိုဆိုရင်တော့ he pretended to be reading ပေါ့ဒီနေရာမှာတက်တာကိုဗတိပြုကြည့်ပါ pretend ဆိုတဲ့ verb နောက်မှာ to be နဲ့ verb မှာ ing ပေါင်းပြီးတုံးထားတယ်ဒါကတကယ်မဟုတ်ပဲဟန်ဆောင်နေတဲ့အပြုအမူကိုဖော်ပြတာပါ ဟုတ်ပါပြီအခုမင်းတယောက်တက်တီတွေမွေးပြီးသူ့ဘက်ကစဖို့ဆုံးဖြတ်ချက်ချလိုက်ပါပြီ he decides to say hello ဒီဝါကြမှာအဓိက grammar point က decide ဆိုတဲ့ verb ရဲ့နောက်မှာ to နဲ့မူရင်း verb ဖြစ်တဲ့ say ကိုသုံးချလာပါပဲဒါကဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီးဆိုတာကိုဖြိုပြတဲ့အခြေခံပုံစံတစ်ခုပါမင်းကတီဒါစီကိုတွားလိုက်တဲ့အခါမှာတော့သူ့ပုံစံကနည်းနည်းစိတ်လှုပ်ရှားနေပုံပါပဲအင်္ဂလိပ်လိုကတော့ he seemed to be nervous တဲ့ဒီဝါကြကစောစောက pretend to be နဲ့မတူတော့ဘူးနော် pretend to be ကတမင်တကာဟန်ဆောင်တာ seem to be ကကြတော့အပြင်ပန်းကြည့်ရတာပုံမှန်တန်တန်ကိုအခြေခံပြီးဒီလိုဖြစ်နေပုံပဲလို့ပြောရမျိုးပါသူတကယ်စိတ်လှုပ်ရှားနေရပေါ့ကဲစာကြည့်တိုင်းမှာမထင်မှတ်ပဲတွေးဆောင်ခဲ့ပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ရဲ့ဇလန်းကနောက်တစ်ဆင့်ကိုတက်လန်းလာပါပြီဒုတိယအခန်းချင်းဆိုတွေးဆောင်ခြင်းမှာဘာတွေဆက်ဖြစ်မလဲကြည့်လိုက်ကြရအောင်ဟုတ်ကဲ့သူတို့နှစ်ယောက်လက်ဖက်ရည်တော့ဖို့ချင်းဆိုလိုက်ကြတယ်ဒီနေရာမှာသုံးထားတာက arrange to meet เนาะဒီလိုပဲ arrange plan hope ဆိုတဲ့ verb တွေရဲ့နောက်မှာအနာဂတ်မှာလုပ်မဲ့ရည်ရွယ်ချက်ကိုပြဖို့ to နဲ့ verb ကိုပြသုံးလေးရှိပါတယ်ဒီ slide လေးက pretend to နဲ့ seem to ကြားကကွာခြားချက်ကိုအရန်ကောင်းကောင်းရှင်းပြထားတာပါတစ်ချက်ကြည့်လိုက်အောင်ဘဲဘက်မှာ he pretended to be calm သူကတင်းငင်ချင်းရောက်ဟန်ဆောင်နေလားဒါကသူတမင်လုပ်နေတဲ့ action တစ်ခုပေါ့ညာဘက်မှာကျတော့ she seemed to be happy တဲ့ဒါကတော့သူမရဲ့အခြေအနေကိုအပြင်ကကြည့်ပြီးအော်ပြောနေပုံပဲလို့သုံးသပ်ပြောဆိုတာပါဒီခြားနာချက်လေးကတင်းငယ်ပြီးမဲ့တိတ်ကိုအရေးကြီးပါတယ်သူတို့ရဲ့ပထမဆုံး day လေးအဆုံးမှာတော့မင်းကမျောလင့်ချက်ပြည့်နဲ့ပြောလိုက်ပါတယ် I hope to see you again ဒီစကားမှာမြန်မာလိုယဉ်ကျေးမှုကိုပြတဲ့ခမားဆိုတဲ့စကားလုံးလေးပါတယ်လို့ hope ရဲ့နောက်မှာ to see ဆိုပြီးသုံးထားတဲ့ grammar ကိုလည်းပဋိထားမိကြမိထင်ပါရဲ့ဇလန်တိုင်းကတော့မြေရန်ပန်းခင်းလန်းလို့တာယာနေမှာမဟုတ်ပါဘူးနော်အခုတတိယအခန်းဖြစ်တဲ့ခက်ခဲတဲ့ကတိတစ်ခုမှတော့သူတို့ရဲ့တန်ရိုးစင်ကိုစမ်းတက်မဲ့အခက်ခဲတစ်ခုပေါ်လာပါပြီဒီတစ်ခေါက်ပုံလေးတော့နည်းနည်းလေးညူးငိုင်နေလို့ပဲနော်တေတာတယောက်စိုးရိမ်နေမျက်နာနဲ့ဖြစ်နိုင်တာကတော့သူပညာရေးအတွက်တချောင်းမျိုးကိုပြောင်းရတော့မယ်ဆိုတဲ့အကြောင်းမင်းကိုပြောပြနေတာဖြစ်နိုင်ပါတယ်သူတို့เจ้าမှာတန်တရာအရေးတွေစပြီးတန်းလာပါပြီဒီခက်ခဲကိုသူတို့ဘယ်လိုရင်ဆိုင်ခဲ့ကြတယ်လဲအစင်လက်ကြည့်ကြအောင်နော်ပထမဆုံးတီတာက she decided not to give up on them သူတို့နှစ်ယောက်ရေးကိုလက်မလျှော့ဖို့ဆုံးဖြတ်ခဲ့တယ်ဒုတိယဆင့်မင်းက he refused to let her go alone သူမကိုတယောက်တည်းမသွားစေရဘူးလို့ငင်းဆိုခဲ့တယ်နောက်ဆုံးမှာတော့ he promised to wait for her သူကသူမကိုစောင့်နေမယ်လို့ကတိပေးခဲ့ပါတယ်ဒီနေရာမှာသုံးတဲ့ refuse to နဲ့ promise to ဆိုတာတွေကအရန်ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှုနဲ့ကတိကဝတ်ကိုဖြောပြပါတယ်ကဲခက်ခဲတဲ့ကတိတွေပေးပြီးအတူတူရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ရဲ့နောက်မှာတော့သူတို့ရဲ့နာဂတ်အတွက်အစီအစဉ်တွေဆွဲကြရပါတော့မယ်ဇလန်ရဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့ရှေ့ဆက်ဘာလို့မလဲဆုံးဖြတ်ခြင်းကိုအတူတူကြည့်လိုက်ကြရအောင်ဒါပေမဲ့အစီအစဉ်ဆွဲဖို့ကပြောတဲ့လောက်တော့မလွယ်ပါဘူးတီတာတဲ့လောက်ဘယ်ကိုသွားရမလဲမသိဖြစ်နေပါတယ် She didn't know where to go ဒီဝါကြလေးကနေနောက်ထပ် grammar point အသစ်တစ်ခုကိုဆက်ပြီးလေ့လာကြပါမယ်အဲ့ဒီလိုနဲ့ပဲသူတို့နှစ်ယောက်အစီအစဉ်တစ်ခုကိုဘယ်လိုချရမလဲဆိုတာသင်ယူခဲ့ကြပါတယ်ဒီနေရာမှာသုံးတဲ့ how to make ဆိုတဲ့ပုံစံက question word plus to plus verb ဆိုတဲ့တိစောက်ပုံပါပဲဥပမာ what to do ဘာလို့ရမလဲ where to go ဖယ်သွားရမလဲ how to start ဘယ်လိုစရမလဲစသဖြင့်ပေါ့ဒီ grammar တိစောက်ပုံကဆုံးဖြတ်ချက်ချတာတွေအစီအစဉ်ဆွဲတာတွေမှာတော်တော်လေးအသုံးဝင်ပါတယ်
ဥပမာပထမဆုံးဘာလုပ်ရမလဲဆုံးဖြတ်ရမယ် decide what to do ပြီးရင်အဲ့ဒါကိုဘယ်လိုအကောင့်ထဲပေါ်မလဲနားလည်ရမယ် understand how to achieve it နောက်ဆုံးဘယ်နေရာမှာပြန်တွေ့မလဲမထားရမယ် remember where to meet ပေါ့ဒါတွေအားလုံးဟာသူတို့ဇာတ်လမ်းလေးနဲ့တိုက်ရိုက်ဆက်ဆက်နေပါတယ်ကဲအခုဆိုရင်တော့ဒီဇာတ်လမ်းလေးကနေကျဆက်ကျွန်တော်တို့သင်ယူခဲ့ရတဲ့ grammar အချက်ကြီးကိုအနှစ်ချိုပြန်ကြည့်ဖို့အချိန်ရောက်ပါပြီဒီဇာတ်လေးကဇာတ်လမ်းထဲကစိတ်ခံစားမှုပြကွက်တီနဲ့ grammar အချက်တီကိုတိုက်လိုက်ချိဆက်ပေးချတော့ပိုပြီးမှမိလွယ်စေမှာပါ decides to pretend to promise to refuse to နဲ့ question word တွေနောက်က to plus verb ပုံစံတွေကိုသူတို့ရဲ့ဥပမာတွေနဲ့တကွရှင်းရှင်းလင်းလင်းပြန်ကြည့်နိုင်ပါတယ်ဒီရှင်းလင်းချက်လေးကိုမပိတ်ခင်မှာစဉ်းစားစရာမေးခွန်းလေးတစ်ခုတော့ထားခဲ့ချင်ပါတယ်လူတစ်ယောက်ချင်းစီရဲ့ဘဝမှာစောင့်တင်ဖို့ကတိပေးထားတဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်ဆိုတာဘာများဖြစ်နိုင်မလဲကဲအခြေခံနေစားပြီးအင်္ဂလိပ်စာကိုကျွမ်းကျင်ပိုင်နိုင်စွာတမြောက်လူသူတွေအထက်အကောင်ဆုံး AI နည်းပညာနဲ့မိတ်ဆက်ပေးပါစေ။ကမ္ဘာကျော် Raymond Murphy ရဲ့ English Grammar in Use စာအုပ်ကိုအခုဆို AI နည်းပညာနဲ့ပေါင်းစပ်ပြီးအလွယ်ကူဆုံးနည်းလမ်းနဲ့လေ့လာနိုင်ပါပြီ။ဒီ AI learning system မှာဘာတွေပါဝင်မလဲဆိုတော့နားမလည်တဲ့တက်တာပိုင်းတွေကိုအချိန်မရွေးမြင်နိုင်တဲ့ Grammar AI Assistantကမ္ဘာ Google နည်းပညာနဲ့ချိတ်ဆက်ထားလို့ဘာသာစကားမျိုးစုံနဲ့ဘာသာပြင်လေ့လာနိုင်တဲ့ Google Supportကိုယ်တိုင်ရေးတဲ့စာကြောင်းတွေကိုချက်ချင်းစစ်ဆေးအမှားပြင်ပေးတဲ့ real time correction နဲ့သင်ခန်းစာတွေကိုပုံနေဥပမာတွေနဲ့မပြင်းရအောင်သင်ကြားပေးမယ် interactive lessons တွေပဲဖြစ်ပါတယ်။ပြီးတော့လေဒီစနစ်ကိုမြန်မာနိုင်ငံမှာဖြစ်မကနိုင်ငံပေါင်း190ကျော်မှာ Google ကအထောက်အပံ့ပေးထားတာမို့ဘာသာစကားပေါင်းများစွာနဲ့အသုံးပြုနိုင်ပါဟဲ့။အလုပ်အထက်ဖြစ်စေကျောင်းစာအထက်ဖြစ်စေ English grammar မို့ကျွမ်းကျင်ဖို့အထက်ဆိုရင်တော့ဒါကအကောင်းဆုံး digital teacher ပါပဲ။ AI.h ကနေထိုးဝေတဲ့ဒီစနစ်နဲ့ကိုယ့်ရဲ့အင်္ဂလိပ်စာလေးလာမှုကို AI နဲ့အဆင့်ဖြင့်တင်လိုက်ပါစိတ်ဝင်စားရဆိုရင်တော့ဖုန်းနံပါတ်955-25966945နဲ့669-340-9955တို့ကိုအသေးစိတ်ဆက်သွယ်ဆောင်ဆန်းနိုင်ပါတယ်ခင်ဗျာ